ဒီကနေ့2026ခုနှစ်9လပိုင်း4ရက်ညနေခင်းအခါကာလဂျပန်နိုင်ငံတိုကျိုမြို့ဝါကူရှိဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းထေရဝါဒပရိယတ္တိကျောင်းတော်တွင်မှာဗုဒ္ဓဘာသာမြန်မာလူမျိုးများမြန်မာနိုင်ငံမှာရောက်ရှိနေကြတဲ့တရားတော်များစုပေါင်းပြီးတော့တရားဒေသနာများနာယူကြည်ညိုကြတဲ့အလုပ်တရားဘာဝနာများကြိုးစားပွားများကြတဲ့အလုပ်ကိုအားထုတ်ကြတယ်9ရက်တိုင်အဲ့ဒါဘုန်းကြီးတို့မအေးရှင်တို့မဖြူဖြူဝေတို့မဖြူဖြူတက်ကိုတဲ့ဒီတက္ကမ3ယောက်ဘုန်းကြီးတို့ကိုဥဆောင်ပြီးတော့ပင့်ညသူတို့စိတ်ထဲမှာလည်းပဲတရားဓမ္မတွေမြတ်စွာဘုရားဟောတဲ့တရားတွေကိုနာယူကြရကျင့်သုံးကြရတာကြည့်ပြီးတော့ဝမ်းသာကြလိမ့်မယ်ကြည်နူးကြလိမ့်မယ်လို့ဘုန်းကြီးစိတ်ထဲမှာယုံကြည်ပါတယ်နော်ဒီနေ့နောက်ဆုံးနေ့မှာနှုတ်ဆက်တရားအနေနဲ့ဘယ်လိုအကြောင်းအရာလေးကိုဘုန်းကြီးပြောဖို့စဉ်းစားထားလဲဆိုတော့အခွင့်အရေးဆိုတဲ့စကားလုံးရယ်တာဝန်ဆိုတဲ့စကားလုံးရယ်ဟိုတနေ့ကတော့အနည်းငယ်ဘုန်းကြီးတရားတစ်ပုဒ်ထဲမှာထည့်ပြီးတော့ပြောခဲ့နော်အခုဘုန်းကြီးတို့တွေမှာကိုဆင်းရဲနေတဲ့နဲအောင်အစဉ်ပြေမှုချမ်းသာမှုများတဲ့များအောင်လုပ်လို့ရတဲ့အခွင့်အရေးအပြည့်အဝရှိတယ်အထူးသဖြင့်မြတ်စွာဘုရားရဲ့မှန်ကန်တဲ့အဆုံးအမတွေနဲ့တွေ့ရတဲ့အခိုက်ကိုယ်တိုင်ကလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေရဲ့အပေါ်မှာယုံကြည်နိုင်တဲ့တရားတရားရှိတဲ့လူသားတစ်ယောက်ဖြစ်နေတဲ့အခိုက်အခါကောင်းနဲ့ဘဝကောင်းဒီနှစ်ခုဆုံးမိတာကိုအလွန်ကြီးမားတဲ့အခွင့်အရေးလို့ဘုန်းကြီးတို့နားလည်ရမြတ်စွာဘုရားရဲ့ဒုက္ခငြိမ်းချမ်းနိလန်းကောင်းနေလို့ပြောရမယ်ဒီအဆုံးအမကောင်းနေနဲ့တွေ့ခွင့်ရတာကိုဘုန်းကြီးတို့အခါကောင်းလို့နားလည်ရနော်ဒါကိုကသိနိုင်မြင်နိုင်စွမ်းရှိတယ်အခြေခံအဖြစ်ဒါကိုယုံကြည်တယ်နားလည်တယ်လက်ခံတယ်ဆိုတဲ့အရည်အသွေးရှိတဲ့ဘဝလေးကိုရထားတာကိုဘဝကောင်းလို့ပြောရအခါကောင်းနဲ့ဘဝကောင်းနဲ့ဆုံညတာကြုံညတာဒါကိုဘုန်းကြီးတို့ဘာလို့နားလည်ရမှာတော့အခွင့်အရေးလို့နားလည်ရအဲ့ဒီအခွင့်အရေးဘုန်းကြီးတို့မှာရနေတယ်အဲ့ဒီအခွင့်အရေးကိုဘုန်းကြီးတို့ဘာအတွက်အသုံးချရမှာတုံးလို့မေးရင်ကိုဆင်းရဲနေတဲ့နေအောင်လုပ်ဖို့ကိုပို့ပြီးတော့ချမ်းသာတဲ့ချမ်းသာအောင်လုပ်ဖို့အတွက်အသုံးချရဒီနေရာမှာကိုဆင်းရဲနေတဲ့နေအောင်လုပ်ဖို့ဆိုတာမကောင်းမှုအကုသိုလ်တရားတွေတန်ဖိုးမရှိတဲ့နေထိုင်ခြင်းမျိုးတွေတဖြည်းဖြည်းနဲ့နည်းသွားအောင်လုပ်တာကိုပြောတာဘုန်းကြီးတို့ပုထုသင်သဘာဝစိတ်ထဲမှာမကောင်းတဲ့သဘောတွေဆိုတာဖြစ်လေဖြစ်တာရှိအပေရသေးဘူးများလာလို့ရှိရင်ဒုစရိုက်တရားအနေနဲ့ဆူဆူဝါဝါကြီးမားတဲ့အနေအထားကိုလည်းရောက်သွားနိုင်အဲ့တော့ကိုမစင်းရအောင်လုပ်တယ်ဆိုတာမကောင်းတာမဖြစ်အောင်လုပ်တာကိုပြောတာအကုသိုလ်မဖြစ်အောင်လုပ်တာကိုပြောတာအဲ့တော့ဘုန်းကြီးတို့အကုသိုလ်လို့ပြောလိုက်ရင်ကိုကထင်သာမြင်သာရှိတဲ့သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုစိုးသွမ်းတဲ့အပြုမှုစိုးသွမ်းတဲ့အပြောဆိုလောက်ကိုသာအကုသိုလ်လို့မြင်မယ်ဆိုရင်တော့ဘယ်လိုမှပြည့်စုံမှာမဟုတ်ဘူးနော်မြတ်စွာဘုရားကအကုသလရာတိတုတ်တံမှာအကုသိုလ်လို့ကောင်းကောင်းမွန်မွန်ပြောကျင်တယ်ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်ကာမအာယုန်တွေမှာဘုန်းကြီးတို့အလိုဆန္ဒတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်အဲ့ဒါအကုသိုလ်အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြမှုဖြစ်နေတယ်အဲ့ဒါအကုသိုလ်စိတ်စေတသိက်တို့လေးကံထိုင်မှန်ပြီးတော့ဌိနမိတ်တာတွေလွှမ်းမိုးနေတယ်အဲ့ဒါပါတော့အကုသိုလ်စိတ်တွေပြန့်လွင်ပြီးတော့ပြုမိမာတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရစိတ်တွေပူတယ်
မလုံးလိုက်ရတဲ့ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့နောင်နာရပြီးတော့စိတ်တွေပူတယ်ဥဒိစ္စကုတ်ကုတ်စအဲ့ဒါပါတော့အကုသိုလ်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းဒီနိလန်းကောင်းဖြစ်တဲ့သတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာယုံမှားတန်တရားတွေဖြစ်တယ်ဆိုရင်ဝိသိကိစ္စဒါပါတော့အကုသိုလ်အကုသိုလ်လို့ကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုရင်ဒီនិဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တယ်။ဘာကောင်းမှုမှမရောရှက်တဲ့တက်တက်အကုသိုလ်အစုအဝေးပဲလို့မြတ်စွာဘုရားဟောတယ်။ဟုတ်လား။အဲ့တော့ကိုမစင်းရအောင်လုပ်တယ်ဆိုတာအကုသိုလ်မဖြစ်အောင်လုပ်တာကိုပြောတာ။ကိုစင်းရဲနေတဲ့နေသွားအောင်လုပ်တယ်ဆိုတာအကုသိုလ်တရားတွေနေအောင်လုပ်တာကိုပြောတာ။ရိုးရှင်းရှင်းနားလည်ရမယ်နော်။ဒီကြိုင်တဲ့ထဲမှာပဲကိုချမ်းသာအောင်ဘုန်းကြီးတို့မလုပ်ရမလို့လုပ်ရမယ်လုံနိုင်တဲ့အခွင့်အရေးရှိတယ်ခုနကအခွင့်အရေးဆိုတဲ့စကားလေးကအခါကောင်းနဲ့ဘဝကောင်းနဲ့ပေါင်းမိနေတာစုံမိနေတာအဲ့လိုပေါင်းမိစုံမိတဲ့အခါမှာကိုမစင်းရအောင်လုပ်ရမယ်ကိုချမ်းသာအောင်လုပ်ရမယ်ဘုန်းကြီးတို့အဲ့လိုပြောခဲ့တယ်နော်ကိုချမ်းသာအောင်လုပ်ရမယ်ဆိုတာဘာပြောတာတော့ကောင်းတာတွေဖြစ်အောင်လုပ်ရမယ်လို့ပြောတာကုသိုလ်တွေဖြစ်အောင်လုပ်ရမယ်လို့ပြောတာအဲ့တော့ကုသိုလ်ဆိုရင်လည်းပဲဘုန်းကြီးတို့ကဘုရားကျောင်းကန်သွားတာမျိုးနော်လှူဒန်းနေတာမျိုးတိတာတဲ့ထင်ရှားတဲ့ကာယကံမှုဝစီကံမှုအပြုအမူအပြောဆိုတွေလောက်ကိုသာကုသိုလ်လို့မြင်မိမယ်ဆိုရင်တော့ဘယ်လိုမှပြည့်စုံမှာမဟုတ်ဟုတ်လားမြတ်စွာဘုရားကစောတော်ကအကုသလရာတိတုတ်တံမှာပဲကုသိုလ်လို့ကောင်းကောင်းမွန်မွန်ပြောကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ကိုသတိလေးထားနေခြင်းဟာအလွန်ဖြူစင်တန်ရှင်းတဲ့ကောင်းမှုအစုအပုံကြီးကိုတိဆောက်နေဘာမကောင်းမှုမှမရောရှက်တဲ့အလွန်တန်ရှင်းတဲ့ကုသိုလ်တန်လေးကုသိုလ်ဆိုတာလေးကိုမျက်နှိုးတယ်ဆိုရင်ကိုသတိလေးသာထားပြီးတော့နေလိုက်ဒါဘုန်းကြီးတို့အတွက်အလွန်တန်ဖိုးရှိတဲ့သတင်းစကားပဲဟုတ်လားဒါဒေသနာတွေကိုဘုန်းကြီးတို့လူရင်းလေးတွေကောင်းထုတ်ချက်ချပြီးတော့ပြောကြည့်တယ်နော်ကိုချမ်းသာအောင်လုပ်ရမယ်ဆိုတာဘာပြောတာတော့ကောင်းမှုတွေကုသိုလ်တွေတိုးလာအောင်လုပ်ရမယ်လို့ပြောတာကောင်းမှုကုသိုလ်ဆိုတဲ့နေရာမှာလည်းပဲလူရင်းရအောင်ဘုန်းကြီးတို့သွားရမယ်နော်လူသိတဲ့နော်ထင်သာမြင်သာရှိတဲ့ကောင်းမှုတွေလုပ်ပြရုံလောက်နဲ့ကောင်းမှုကပြည့်စုံတာမဟုတ်ဘူးတကယ်လေးနေတဲ့ကောင်းမှုဆိုတာလူမသိသူမသိစိတ်ထဲမှာဖြစ်နေတတ်တဲ့အမျိုးဟုတ်လားတကယ်အကုသိုလ်ဆိုတာလည်းပဲလူမသိသူမသိစိတ်ထဲမှာဖြစ်နေတတ်တဲ့အမျိုးပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကပြောထားတဲ့စကားလေးတစ်ခုဘုန်းကြီးကအလွန်ပြောခြင်းနေအဲ့ဒါလေးအကုသိုလ်တရားတွေကိုပယ်ကြတယ်သင်တို့မှာအကုသိုလ်တရားတွေကိုပယ်နိုင်တဲ့အစွမ်းရှိတယ်တဲ့တကယ်လို့သာအကုသိုလ်တရားတွေကိုပယ်နိုင်တဲ့အစွမ်းသင်တို့မှာမရှိဘူးဆိုရင်ငါအကုသိုလ်ကိုပယ်ရဆိုတဲ့စကားကိုမပြောဘူးတဲ့ဖြစ်နိုင်လို့ခိုင်းတာပေါ့ဆိုလိုတာကနားလေလားမသိဘူးအကုသိုလ်ကိုပယ်ကြအကုသိုလ်ကိုပယ်နိုင်တဲ့စွမ်းသင်တို့မှာရှိတယ်အကယ်၍အကုသိုလ်ကိုပယ်နိုင်တဲ့စွမ်းသင်တို့မှာမရှိဘူးဆိုရင်အကုသိုလ်ကိုပယ်ကြဆိုတဲ့စကားငါပြောကြကြောင်းရှိဘူးမဖြစ်နိုင်တာကြီးကိုဘာလို့ခိုင်းနေမလို့ဆက်ပြီးတော့မြတ်စွာဘုရားအကုသိုလ်ပယ်ဖို့တိုက်တွန်းတဲ့နေရာမှာအကြောင်းပြချက်တစ်ခုထပ်ပေးပြန်တယ်အကုသိုလ်ကိုပယ်လို့အကယ်၍များအကျိုးမဲ့မယ်ဆင်းရဲမယ်ဆိုရင်အကုသိုလ်ကိုပယ်ကြလို့ငါမပြောဘူးတဲ့တကယ်စင်စစ်အကုသိုလ်ကိုပယ်နိုင်ရင်ပယ်နိုင်တယ်လို့အကျိုးရှိလိမ့်မယ်ချမ်းသာလိမ့်မယ်ဒါကြောင့်မို့လို့အကုသိုလ်ကိုပယ်ကြလို့ငါပြောတာတဲ့ဘလောက်ကောင်းတော့အလွတ်ရအောင်ကြက်ထားတဲ့နော်ကုသိုလ်တရားတွေကိုပွားကြကုသိုလ်တရားကိုပွားနိုင်တဲ့အစွမ်းဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းသင်တို့မှာရှိတယ်အကယ်၍ကုသိုလ်တရားကိုဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းမရှိဘူးဆိုရင်ကုသိုလ်တရားကိုဖြစ်အောင်လုပ်ကြပွားကြများကြလို့ငါသင်တို့ကိုပြောစရာအကြောင်းရှိဘူးတဲ့ဟောကိုယ်စွမ်းကိုမြင်ဖို့လိုရနော်ကောင်းတာတွေကိုအထွတ်ထိပ်ထိရအောင်ဘုန်းကြီးတို့မှာလုံနိုင်တဲ့အစွမ်းရှိတယ်ရှိလို့မို့မြတ်စွာဘုရားခိုင်းတာမဖြစ်နိုင်တာကိုခိုင်းတာမဟုတ်ဘူးဘုန်းကြီးတို့သာတကယ်လှုပ်ချင်တယ်ဆိုရင်အကုသိုလ်ကိုပယ်တဲ့လို့ဘုန်းကြီးတို့လုံနိုင်တယ်ကုသိုလ်ကိုပြည့်စုံအောင်လုပ်တယ်လို့ဘုန်းကြီးတို့လုံနိုင်တယ်ကုသိုလ်ကိုပွားများအောင်ပြည့်စုံအောင်ပွားများဖို့ခိုင်းတဲ့နေရာမှာနောက်ထပ်အကြောင်းပြချက်တစ်ခုအဲ့ဒါပါပြောတော့ကုသိုလ်တရားကိုပြည့်စုံအောင်ပွားများလို့အကယ်၍များအကျိုးမဲ့ကြမယ်ဆင်းရဲကြမယ်ဆိုလို့ရှိရင်ကုသိုလ်တရားတွေကိုပြည့်စုံအောင်ပွားကြလို့ငါမပြောဘူးကုသိုလ်တရားကိုပြည့်စုံအောင်ပွားများမယ်ဆိုလို့ရှိရင်အကျိုးရှိလိမ့်မယ်ချမ်းသာလိမ့်မယ်ဒါကြောင့်ကုသိုလ်တရားတွေကိုပြည့်စုံအောင်
ပွားများကြလို့ငါပြောတာတဲ့တော့ဘုန်းကြီးကဘယ်စကားလုံးလေးကိုကြဲကြဲပြန့်ပြန့်သိအောင်ပုံဖော်နေတာတော့အခွင့်အရေးဆိုတဲ့စကားလုံးလေးကိုကြဲကြဲပြန့်ပြန့်နားလေအောင်ပုံဖော်နေတာဟုတ်ရဲ့လားအခွင့်အရေးဆိုတာသိနိုင်မြင်နိုင်စွမ်းတဲ့အခြေခံအရည်အသွေးနဲ့ပြည့်စုံတဲ့အရည်အသွေးရှိတဲ့ဘဝကောင်းတစ်ခုရထားတယ်တခါစောစောကပြောခဲ့တဲ့ဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနိလန်ကောင်းတရားတွေအစစ်အမှန်တရားတွေကိုဟောထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့လည်းပဲတွေ့ခွင့်ရနေတယ်ဘဝကောင်းလေးနဲ့အခါကောင်းလေးနဲ့နှစ်ခုစုံမိတကူကလည်းအရည်အသွေးရှိတယ်ဒီရှိတဲ့အရည်အသွေးကိုအသုံးချဖို့အတွက်လမ်းညွှန်ချက်ကလည်းပြည့်ပြည့်စုံစုံကြီးရနေတယ်အတိုင်းထက်အလွန်ဖြစ်နေအဲ့ဒါကိုဘုန်းကြီးတို့ဘာလို့နားလဲရမှာတော့အခွင့်အရေးအဲ့ဒါမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်အထက်ကနိပတ်ထဲမှာအခဏသုတ်တံဆိုပြီးတော့သုတ်တံလေးတစ်ပုဒ်ဟောထားတယ်အခဏဆိုတာအခွင့်အရေးသဘောမရှိတဲ့ဘဝအခွင့်အရေးပိတ်နေတယ်လုံးလို့မရလမ်းပိတ်နေတယ်ထွက်ပေါက်မရှိဘူးအဲ့ဒါမြတ်စွာဘုရားစီစစ်ပြတယ်ယဟန်တို့တဲ့ခဏကိစ္စောကောင်းတာလေးတွေကိုလှုပ်လို့ရတဲ့အခွင့်အလန်းလေးအခွင့်အရေးလေးလို့လူတွေဟာအခွင့်အရေးဆိုတဲ့စကားလုံးကိုသုံးရတယ်ပြောရတယ်ဒါပေမဲ့ဓာတ်ထိမှန်အောင်သူတို့အခွင့်အရေးရဲ့အဓိပ္ပာယ်ကိုနားမလည်ဘူးတဲ့အခွင့်အရေးဆိုတဲ့စကားလုံးကိုပြောနေတာကောင်းကောင်းသိတာမဟုတ်ဘူးလို့ပြောတာအခွင့်အရေးဆိုတာဘလို့ဟာတော့အခွင့်အရေးရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းသိဖို့အတွက်အခွင့်အရေးမရှိတဲ့အနေအထား၈မျိုးကိုအရင်ပြောတယ်ရပ်ပြစ်၈ပါးဆိုတာအဲ့ဒါဆောင်းပုတ်ကလေးနဲ့တချို့တကောင်တွေရာကောင်းရလိမ့်မယ်နော်ဖျားပွင့်ကပဲ၃ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္ဆံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလည်းဖျားမဖြစ်ကြမ်းကန်လှစ်သည်ရပ်ပြစ်၈ပါးတယုတ်သည်လောကမှာအလုံးစုံကိုသိတော်မူတဲ့ကိလေသာခသိမ်းငြိမ်းတော်မူတဲ့ဘုရားရှင်ကိုရမြတ်ကြီးကပွင့်တထာဂတောသလောကေဥပ္ပန္နောဟောတိနော်အရဟံသမ္မာသမ္ဗုဒ္ဓောအရဟံစဘဂဝါဆုံးဂုဏ်တော်၉ပါးနဲ့ပြည့်စုံတော်မူတဲ့အလုံးစုံကိုသိတဲ့တထာဂတလို့ဆိုတဲ့မြတ်စွာဘုရားလောကမှာပွင့်လာတယ်ဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားကဘလို့တရားမျိုးကိုဟောတာတော့စကလုံးလေးလုံးမြတ်စွာဘုရားကိုတော်တိုင်သုံးထားတယ်ဓမ္မောဇာဒေတိယတိဩပတမိကောပရိနိဗ္ဗာနိကောတံဘောရဂာမိတုကတပဝေတိတောစကလုံးလေးလုံးအရန်ကောင်းစောစောကဂုဏ်တော်တွေနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလောကမှာဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားကဘလို့တရားမျိုးကိုဟောတာတော့ဩပတမိကောစိတ်နှလုံးကိုလောင်ကျွမ်းစေတဲ့ပူလောင်စေတဲ့ကိလေသာအပူမီးကိုငြိမ်းသွားစေနိုင်တဲ့တရားမျိုးကိုဟောတာမြတ်စွာဘုရားရဲ့တရားစိတ်နှလုံးကိုငြိမ်းအေးစေနိုင်ဩပတမိကပရိနိဗ္ဗာနိကောတဲ့နောက်ဆုံးထဝန်းကျင်ငြိမ်းအေးခြင်းကိုရစေတတ်ရောက်စေတတ်သည့်အထိအစွမ်းတတ္တိကြီးမားတဲ့တရားကိုဟောတယ်နော်ဩပတမိကောပရိနိဗ္ဗာနိကောပြီးတော့တံဘောရဂာမိတည်ခြင်းသို့ဆိုက်ရောက်စေတတ်တယ်ဆိုလိုတာကအတိညာဏ်ကိုရစေတတ်တယ်အဲ့ဒီနေရာမှာအတိညာဏ်ဆိုတာအဆုံးစွန်မဲ့ဉာဏ်၄ပါးကိုပြောတာသစ္စာ၄ပါးကိုသိတဲ့အဆင့်ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုတကယ်နားလည်သွားပြီဘဝရဲ့ဆင်းရဲတဲ့သဘောကိုတကယ်သိသွားပြီဆိုရင်ဘဝရဲ့ပေါ်မှာဆင်းရဲလို့မသိလို့ဖြစ်ပေါ်နေတဲ့လောဘဓာတ်ဟာအစဉ်စဉ်ချုပ်ငြိမ်းရတယ်လောဘအစဉ်စဉ်ချုပ်ငြိမ်းတဲ့အတွက်ကြောင့်ဒုက္ခအစဉ်စဉ်ချုပ်ငြိမ်းမှုကိုဒီလူဟာမျက်မှောက်ပြုရတယ်အဲ့ဒါလိုသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိမြင်မာတဲ့ဉာဏ်ကိုရစေတတ်တယ်မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေစိတ်နှလုံးကိုငြိမ်းအေးစေတတ်တယ်ဒုက္ခတွေကိုအကုန်လုံးပျောက်သွားသည့်အထိငြိမ်းသွားသည့်အထိအဲ့ဒီထိရောက်သွားလိမ့်မယ်တည်ခြင်းကိုဆိုက်ရောက်စေတတ်တယ်သူကတပဝေတိတော်တဲ့ဟောဒီစကလုံးလေးကလည်းမျက်နှိုးစရာကောင်းသူကတဆိုတဲ့ဂုံတော်၉ပါးထဲမှာပါတယ်နော်သူကတဆိုတာကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားအဓိကသူကတရဲ့အဓိပ္ပာယ်က
စကားကောင်းပြောတဲ့နေရာမှာမြတ်စွာဘုရားကိုဘယ်သူမှမမီဘူးတုကတပဝေတိတောဆိုတာကမြတ်စွာဘုရားတို့မှသာလျင်ကောင်းကောင်းသိစေနိုင်တဲ့တရားဆိုလိုတာကသစ္စာလေးပါးတရားကိုပြောတာသစ္စာလေးပါးတရားဆိုတာဘုရားမှသာလျင်အပြည့်အစုံသိအောင်ဟောနိုင်တာကျန်တဲ့လူတွေဘယ်သူမှဒီဥစ္စာကိုတော့ပြည့်ပြည့်စုံစုံနော်ကြည်ပြည့်ပြည့်မပြောနိုင်ဘူးတကယ်လို့ပြောနိုင်ခဲ့တယ်ဆိုရင်လည်းဘုရားဟောခဲ့တာကိုပဲပြန်နားထောင်ပြီးတော့သိပြီးတော့ပြန်ပြီးတော့ပုံတူကူးတဲ့အနေနဲ့တဆင့်ပြောတဲ့အနေနဲ့ပဲပြောခြင်းသာဖြစ်မယ်ကိုယ်ပိုင်ဉာဏ်နဲ့ထွင်းဖောက်ပြီးတော့အစကနဦးသစ္စာလေးပါးတရားကိုဘယ်သူမှမပြောတတ်ဘူးဒီအမှန်တရားကိုဘယ်သူမှတရားဝါတွေကိုသိအောင်မစွမ်းဆောင်နိုင်ဘူးမြတ်စွာဘုရားသာလျှင်စွမ်းဆောင်နိုင်တယ်သုကတဘဝေတိတောဆိုတာအဲ့ဒါကိုပြောတာနော်ဂုဏ်တော်နဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလောကမှာဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတော့စိတ်နှလုံးကိုငြိမ်းအေးစေတတ်တဲ့ဒုက္ခအလုံးကိုငြိမ်းအေးစေတတ်တဲ့တိမှုကိုဖြစ်စေတတ်တဲ့ဘုရားတို့သာလျှင်သိစေနိုင်စွမ်းရှိတဲ့နော်အလွန်လေးနေတဲ့သစ္စာလေးပါးတရားကိုဟောတယ်တဲ့ဒါကဘာတုံးဆိုတော့အခါကောင်းပေါ့နော်အဲ့လိုမျိုးလောကမှာတကယ်ကိုနော်ဖြစ်ထောင်ဖြစ်ခဲတန်ဖိုးကြီးမားတဲ့အကြောင်းအရာကြီးအဖြစ်အပျက်ကြီးတစ်ခုဖြစ်ပေါ်နေတဲ့အချိန်မှာအရန်ပုဂ္ဂလောပုဂ္ဂိုလ်တတ္တဝါကဘယ်မှာဖြစ်နေတုံးဆိုတော့နိရိယငရဲရောက်နေလောကမှာအလုံးစုံကိုတည်တော်မူတဲ့မြတ်စွာဘုရားပွင့်လာတာသူနဲ့ဘာမှမဆိုင်တယ်လို့ဖြစ်တယ်အဲ့ဒါပထမရပြည့်၈ပါးနော်နောက်ဟာတွေဘုန်းကြီးအကျယ်မပြောတော့ဘူးနော်ဖျားပွင့်ကပယ်3ရွာနဲ့ပယ်4ရွာလို့မပြောဘူးနော်ငရဲရဲတလိษံရဲပြိတ္တာနဲ့အတူတကယ်ကိုပေါင်းထားတယ်ရပြည့်၈ပါးတွေက3ခုရှိသွားပြီနော်ဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်အလွန်အသက်ရှည်တဲ့မြမာကြီးတွေရုပ်ကြီးရှိတဲ့မြမာတွေနာမ်ကြီးရှိတဲ့မြမာတွေဒါတွေကိုယဉ်ညွန့်တာတရားမနာယူနိုင်မှုအတိတုဉဏ်တို့ကိုမရစေနိုင်တဲ့ဘဝမျိုးရောက်ဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်ဖြစ်လက်ပစ္စံဖျားပွင့်နေတယ်ဒါမဲ့ဒီတော်ကဖျားတရားမရောက်နိုင်တဲ့အစွန်ဖျားကြတဲ့ဒေသတွေမှာလူသွားဖြစ်နေသူနဲ့ဖျားပွင့်တာနဲ့ဘာမှမဆိုင်ဒီလိုမျိုးဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိတယ်ဖျားပွင့်တဲ့ဒေသမှာ तू လူတော့ဖြစ်တယ်ဒါပေမဲ့ तू ကအယူအဆမှားယွင်းတဲ့အတိုင်းဝိုင်းမှာသွားဖြစ်နေတယ်ယဉ်ကျေးမှုမတူတဲ့အမြင်မတူတဲ့အတိုင်းဝိုင်းမှာသွားဖြစ်နေတယ်အဲ့ဒီကိစ္စကရုံထွက်ဖို့မလွယ်ဘူးဟုတ်လားကိုကမွေးရစဒီအတိုင်းဝိုင်းမှာမွေးတယ်ဒါတွေပဲလွှမ်းမိုးခံထားရတယ်ဘလို့မှမှန်ကန်တဲ့အမြင်နဲ့တွေ့လည်းပဲဒါကိုထိုးဖောက်ပြီးတော့ဒီဘက်ကိုတက်ဝင်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါလည်းပါတော့ရပြည့်၈ပါးရပြည့်၈ပါးထဲမှာပါနေဘုရားပွင့်ကဘယ်3ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားတဲ့ဟောဘုရားတော်ပွင့်တဲ့ဒီတော်ဘာကဉာဏ်ကြီးမမီတဲ့လူတစ်ယောက်ဖြစ်နေဝိရိယစာထုံထိုင်းလာတယ်ဖြင့်အာလာတယ်ကောင်းတာပြောလို့ပြောမှမသိဆိုတာပြောလို့ပြောမှမသိလူကြီးမမီတဲ့လူလေးဖြစ်နေတယ်သူလည်းပဲပါတော့ရပြည့်၈ပါးတဲ့အပါဝင်ပဲဖျားပွင့်ကဘယ်3ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလဲဖျားမဖြစ်ဟောနောက်ဆုံးရပြည့်၈ပါးကတရဝါကသိနိုင်မြင်နိုင်တဲ့ဉာဏ်တော့ရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ तू လူဖြစ်နေတဲ့အချိန်မှာ तू အသိဉာဏ်ရှိတဲ့တရဝါဖြစ်နေတဲ့အချိန်မှာလောကမှာဖျားကမဖြစ်ဘူးတဲ့ဖျားမပွင့်မှုတဲ့အဲ့ဒီအချိန်မှာဉာဏ်ရှိတဲ့လူတစ်ယောက်ဖြစ်နေလဲပဲဘဝကောင်းတော့ရတယ်ဒါပေမဲ့အခါကောင်းနဲ့မကြုံဘူးဟုတ်လားလွဲချော်မှုကြီးဘယ်နှမျိုးတော့10မျိုးအဲ့ဒီလွဲချော်မှုကြီး10မျိုးကနေဘုန်းကြီးတို့တွေဟာတကယ်ကိုဘလို့ဖြစ်နေတော့လွတ်နေတယ်နော်ကိုယ့်ရဲ့ဟိုပြောရရင်ဒါရှားပါပစ္စည်းလေးတွေဘုန်းကြီးကအဲ့လိုပြောရင်လည်းနော်ဒီလူလေးတွေကဗာလေးတွေတော့ရှားပါပစ္စည်းလေးတွေကျန်တဲ့နေရာမှာသာဒီပြင်နေရာမှာသာသူများတဲ့အဆင့်နှိမ့်နေတဲ့အပိုင်းတွေရှိကောင်းရှိမယ်တကယ်အရေးပါတဲ့ဒီကိစ္စနှစ်ခုစုံတဲ့ရှုတော့ကကြည့်မယ်ဆိုရင်အလွန်မှတန်ဖိုးဖြတ်လို့မရတဲ့အနေအထားလေးတွေကိုပိုင်ဆိုင်ထားတာအဲ့ဒါကိုနဝမခဏလို့ဒီလိုသုံးတယ်ကိုကူးမြောက်အခွင့်အရေးရှိတဲ့အခြေအနေကောင်းကိုပိုင်ထားတာ
အခြေခံဘုန်းကြီးတို့နားလည်ထားရမယ်သဘောတဘာဝလေးတွေနော်ဘုန်းကြီးကဒီကနေ့နှုတ်ဆက်တရားအနေနဲ့စကားလုံးနှလုံးပြောမယ်လို့ပြောထားတာနော်အားနဲ့ပါတော့အခွင့်အရေးနဲ့တာဝန်ဟုတ်လားအခုအခွင့်အရေးကြောင့်ကိုပြောနေတာမိနစ်20ရှိနေပြီဟုတ်လားအခွင့်အရေးဆိုတာအည်အသွေးရှိတဲ့ဘဝရဲ့မှန်ကန်တဲ့အဆုံးအမရဲ့ဒီနှစ်ခုစုံမိတဲ့အနေအထားလေးကိုအခွင့်အရေးလို့ပြောတာကျန်တဲ့အခွင့်အရေးတွေကစာမဖွဲ့တော့ပါဘူးနော်စီးပွားရေးကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးကျန်းမာရေးကောင်းနိုင်တဲ့အခွင့်အရေးနေရာကောင်းကိုရောက်နိုင်တဲ့အခွင့်အရေးဘာခွင့်အရေးညာခွင့်အရေးပြောညာပြောအဲ့ဒီအခွင့်အရေးဟာဒီအခွင့်အရေးကိုဘယ်လိုမှမမီဘူးဒါကြောင့်မြတ်စွာဘုရားတရားတွေဟာအခွင့်အရေးဆိုတဲ့စကားလုံးကိုတော့သုံးကြတာပဲဒါပေမဲ့သူတို့ဟာတကယ်အခွင့်အရေးအစ်စ်ကိုသိကြတာမဟုတ်ဘူးဆိုတာဒီအဓိပ္ပာယ်ကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ပြီနော်အဲ့လိုဆိုရင်ဒီအခွင့်အရေးကိုဘုန်းကြီးတို့ရနေတယ်ဘယ်လိုသုံးချမလဲစောစောကပြောပြီးပြီကိုဆင်းရဲနေတဲ့နေအောင်အသုံးချရမယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးခြင်းအပြင်အခွင့်အရေးကိုအသုံးချရမယ်ဟုတ်ပြီနော်အဲ့ဒါကိုလည်းဘုန်းကြီးစောစောကပြောတာထဲမှာပါသွားပြီကိုဆင်းရဲနေတဲ့နေအောင်လုပ်ရမယ်ဆိုတာဘာကိုပြောတာတော့မကောင်းတာတွေအကုသိုလ်တွေနေတဲ့နေအောင်လုပ်ရမယ်လို့ပြောတာအကုသိုလ်လို့ပြောလိုက်လို့ရှင်တို့တော့အကုသိုလ်ကင်းပါတယ်လို့လွယ်ထင်ပါဆိုလို့အကုသိုလ်ရဲ့နယ်ပယ်ကျေပြန့်မုံတောင်ဘုန်းကြီးအများကြီးမပြောလိုက်ဘူးလားဘာတတိမှမထားဘဲနဲ့မေရောပေါ်ဆာဖြစ်တယ်လို့လေးရှာကဖွေကစားကတောက်ခါလေးနေအဲ့ဒါလဲပမာဒဆိုတဲ့အကုသိုလ်နဲ့နေတာပဲမောဟဆိုတဲ့အကုသိုလ်နဲ့နေတာပဲဘာမှနားမလည်ဘူးဒီတိုင်းပဲသူသိတဲ့အသည့်တွေကသူ့ထင်ရမြင်ရတွေရှောက်ပြီးတော့သိနေတာအကုသိုလ်ရဲ့နူးညံ့သိမ်မွေ့ပုံကိုပြောတာနော်ဒါကြောင့်ဆင်းရဲဒုက္ခကိုနောက်ဆုံးနေပါရမှတဆင့်ချုပ်ငိမ့်သွားသည့်အထိဘုန်းကြီးတို့ကြိုးပမ်းအထောက်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီပမာဒဆိုတဲ့နော်အဝိဇ္ဇာလို့ဆိုတဲ့အကောင်းမှုအကုသိုလ်အားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်လို့မြတ်စွာဘုရားနာမည်တက်တဲ့အဝိဇ္ဇာအဲ့ဒါကိုဘုန်းကြီးတို့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နိုင်ဖို့လိုလိမ့်မယ်နော်အဝိဇ္ဇာရဲ့ရှေ့ကဘုန်းကြီးကတော့ပမာဒရှိလိမ့်မယ်လို့တော့စိတ်ထဲမှာအဲ့လိုတွေးမိခပ်ပေါ်နေလို့ရှိရင်ဘာမှမသိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့မက်ဆရာလို့ထင်မက်မယ်မုန်းဆရာလို့ထင်မုန်းမယ်ဒုက္ခကတော့အဲ့ဒီကြမှာပေါ်ထင်ရောက်တာဗောနော်တကူကိုဒုက္ခနေတဲ့နေအောင်လုပ်ရမယ်ဆိုတဲ့နေရာမှာဘာလို့ရမှာကိုရည်ပဲပြောတာတော့အကုသိုလ်တွေမကောင်းတာတွေပိုနည်းသွားအောင်လုပ်ရမယ်ဆိုတာကိုပြောတာကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ရမယ်ဆိုတဲ့စကားကဘာကိုရည်ပဲပြောတာတော့ကုသိုလ်တရားတွေကောင်းတာတွေများလောင်လုပ်ရမယ်လို့ပြောတာအကုသိုလ်လို့မှန်ကန်ပြောခြင်းနိဝရဏတရား၅ပါးကိုပြောကုသိုလ်လို့မှန်ကန်ပြောခြင်းသတိပဋ္ဌာန်တရား၄ပါးကိုပြောဒါတွေကဘုန်းကြီးတို့ကအလွန်ကိုကျွမ်းကျင်ထားရမယ့်ဒေသနာတွေနော်ဟုတ်လားအဲ့တော့ဖြူရှင်သောတန်ရှင်သောကုသိုလ်အစုအပုံလေးတော့ကိုယ်တန်တာမှာတီးနေစေခြင်းနဲ့ဆိုရင်ဘုန်းကြီးတို့ဟာဘာလို့အောင်လို့တတိရှိရမယ်တတိတံစဉ်တရားလက်ကင်ထားပြီးတော့အချိန်နဲ့မျှနေနိုင်အောင်ကြိုးပမ်းအားထုတ်ရမယ်အခွင့်အရေးကိုဘယ်နည်းနဲ့အသုံးချမလဲဆိုတာလေးကိုပြောတာနော်အဲ့ဒါလို့ဆိုလို့ရှိရင်တာဝန်ဆိုတဲ့စကားလုံးလေးကိုထပ်ပြီးတော့ပြောရမဟာမြိုင်စတော်ဘုရားဆရာတော်ဥဇောတိကရဲ့စာအုပ်တွေလူငယ်တွေကိုဘုန်းကြီးကအများကြီးဖတ်စေခြင်းတယ်ဘဝဆိုတဲ့ကြောင်းဆိုတဲ့စာအုပ်လေးကအရင်ထွက်လာတယ်ဘုန်းကြီးတို့ငယ်ကအရှုပ်ထဲမှာရှင်းအောင်နေတို့ကိုကြီးကိုသွေးမြင်မာစေရန်တို့ကိုနွမ်းတော်လဲစိတ်မပန်းပါတို့အလွန်ကိုကောင်းပါတယ်ချီးမွမ်းဖို့မလွယ်လောက်အောင်ကိုကောင်းတယ်ဘယ်တော့မှမယိုးတဲ့တရားတွေမဟာမြိုင်ဆရာတော်ဥဇောတိကမသိသေးတဲ့ပုဂ္ဂိုလ်တွေအတွက်သိအောင်ပြောပါတယ်ဟုတ်လားအဲ့ဒီဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့်ဘုန်းကြီးကနော်သိစရာရှိတာလေးကိုရှင်းလင်းလေးသူပြောတဲ့စကားလုံးလေးကိုအခြေခံပြီးတော့အသိအဉာဏ်လေးတွေအထိုက်လျောက်များခဲ့ရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာတော်ဘယ်လိုပြောတာတော့အခွင့်အရေးဒီပင်လည်းတာဝန်ဖြစ်တယ်တဲ့ဒီစကားကအများကြီးစဉ်းစားရရှိရနော်အခွင့်အရေးဒီပင်လည်းတာဝန်ဖြစ်နေတယ်တဲ့ဆိုကြပါစို့ခုနတုန်းကဘုန်းကြီးကပြောတယ်ဘဝကောင်းတဲ့အခါကောင်းတဲ့တွေးမိနေလို့ဘုန်းကြီးတို့မှာကိုဆင်းရဲနေတဲ့နေအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်
အဲ့ဒီအခွင့်အရေးဒီပင်လည်းဘာဖြစ်မလို့တာဝန်ဆိုလိုတာကကိုဟာကိုဆင်းရဲနေတဲ့နေအောင်လုပ်ပေးရမယ့်တာဝန်ရှိတယ်တာဝန်ဆိုတော့သူကမဖြစ်မနေကိုလုပ်ရမယ့်အဓိပ္ပာယ်ကိုသက်ရောက်နေဟုတ်တယ်မို့လားလူဟာကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်အဲ့လိုဆိုရင်ကိုချမ်းသာတဲ့ချမ်းသာအောင်လည်းလုပ်ပေးရမယ်တာဝန်ရှိတယ်အဲ့ဒါကိုနားလည်စေချင်တာငါရနေတဲ့အခွင့်အရေးဒီပင်လေငါအတွက်တာဝန်ပဲဒါကိုလေးလေးနက်နက်ဘုန်းကြီးတို့သဘောပေါက်ရမယ်နော်ဟုတ်တယ်ဘုန်းကြီးတို့ဟာကိုမစင်းရဲအောင်ကိုယ်တိုင်ပဲလုပ်ရလိမ့်မယ်ကိုမစင်းရဲအောင်ဘယ်သူမှလုပ်မပေးနိုင်ဘူးဘယ်သူမှအာမကိုနဲ့ဘာမှအလုံးမဖြစ်ဘူးနော်ကိုတို့ကကိုပဲငင်းအောင်လုပ်ရမယ်ကိုပဲနဲအောင်လုပ်ရမယ်ကိုရဲ့အဆင်မပြေမှုကိုပဲနော်နဲသွားအောင်လုပ်ရမယ်နော်ကိုချမ်းသာအောင်ကိုပဲလုပ်ပေးလို့ရတယ်ဘယ်သူမှလုပ်ပေးလို့မရဘူးဘယ်သူမှအဲ့ဒီကိစ္စမှလည်းသွားအာမကိုနဲ့ဟုတ်လားကိုချမ်းသာအောင်လုပ်ပေးနေတာကိုတယောက်ပဲရှိဒါကြောင့်မြတ်စွာဘုရားအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုတ္တန္တေနနာထံလပတိတုံလပံစာကြောင်းလေးကြောင်းနဲ့ဖွဲ့စည်းထားတဲ့ဂါထာလေးစာတစ်ကြောင်းမှာစာလုံးလေး၈လုံးပဲပါတယ်ဘဝပြောင်းသွားနိုင်တဲ့တကယ်နားလည်လို့ရှိရင်အတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိအတွက်အကုရာဖြစ်တယ်ကောဟိနာထောပရောတိယမိမိမှတပါအခြားသူတွေဟာမိမိအတွက်အကုရာမဖြစ်နိုင်ဒီအထိဘုန်းကြီးတို့တစ်ဖြတ်စဉ်းစားကြည့်ကိုအာကိုရာတကယ်ရှိသလားမရှိဘူးလားပြောစရာတွေအများကြီးပဲဘုန်းကြီးခန့်ငယ်ငယ်ကဟောထားတဲ့တရားလေးတစ်ပုဒ်ကြော်ညာလိုက်အောင်မယ်အာကိုရာလားယန္တုလားဆိုတဲ့တရားလေးတစ်ပုဒ်ရှိလိုက်ပေါ်မှာရှာကြည့်ဟုတ်လားတကယ်စင်စစ်ဘုန်းကြီးတို့တွေဟာစစ်မှန်တဲ့အာကိုရာကိုရအောင်လုပ်မထားရသေးဘူးဆိုရင်အဲ့ဒီကိုဟာကိုယ့်အတွက်အာကိုရာမဖြစ်နိုင်သေးပါဘူးအာကိုရာကိုရှာထားမှကို့မှာအာကိုစရာရှိနေမှအဲ့ဒီကိုဟာကိုယ့်အတွက်အာကိုရာဖြစ်အဲ့လိုဆိုရင်အာကိုရာကိုဘလို့ရှာမလဲအတ္တနာဟိသုတ္တန္တေနကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟဆိုတဲ့ကြမ်းတမ်းမှုတွေရိုင်းဆိုင်မှုတွေမဖြစ်အောင်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမခြင်းဖြစ်လာလေရင်ရနိုင်ခဲ့တဲ့အာကိုရာကိုရလိမ့်မယ်ဟောနာထံလပတိတုံလပံရနိုင်ခဲ့တဲ့အာကိုရာလို့အာကိုရာကိုပြောတဲ့အခါမှာရနိုင်ခဲ့သောဆိုတဲ့ဝိသေသနာစကားထည့်ထားတယ်ဒုံလပဆိုတာရခဲ့တာကိုပြောတာနာထံလပတိဒုံလပံရခဲ့တဲ့အာကိုရာကိုကိုယ်စိတ်ကိုတတိပဋ္ဌာန်နည်းပညာကိုအသုံးပြုပြီးတော့ဆုံးမခြင်းဖြစ်လာရင်ရနိုင်မယ်တခြားနည်းဖြစ်မရနိုင်ဘူးတခြားနည်းနဲ့ရတဲ့အာကိုရာတွေကလည်းရခဲ့တဲ့အာကိုရာမဟုတ်ဘူးရလွယ်တဲ့အာကိုရာဘလို့အာကိုရာတွေတော့ကျတို့ပုထုဇဉ်တဘာဝထင်ရမြင်ရအာကိုနေကြတာတွေရှိတာပေါ့နော်ပိုက်ဆံကိုအာကိုရာလို့ထင်မယ်ကိုဘေးကမိတ်ဆွေတွေကိုအာကိုရာလို့ထင်မယ်ကိုတက်ထားတဲ့အတတ်ပညာတွေကိုလည်းအာကိုရာလို့ထင်မယ်ဟုတ်ပါတယ်အတိုင်းအတာတစ်ခုထိတော့အာကိုရာဖြစ်တယ်မဖြစ်ဘူးမဟုတ်ဘူးဒါပေမဲ့တကယ်ဘေးတကယ်ပြဿနာတကယ်အခက်ခဲနဲ့တွေ့ပြီဆိုရင်တော့အဲ့ဒါတွေကသုံးလို့မရသူ့နယ်မဟုတ်ဘူးဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ရနိုင်ခဲ့တဲ့အာကိုရာဆိုတာတဲ့ပြောရရင်အသိဉာဏ်ပညာကိုပြောတာဘာကိုသိတဲ့အသိဉာဏ်ပညာတုံးလို့မေးရင်ကိုဘဝရဲ့အကြောင်းကိုသိတဲ့အသိဉာဏ်ပညာဟုတ်ပြီနော်အဲ့တော့ဘုန်းကြီးပြောနေတာကကိုရထားတဲ့အခွင့်အရေးဒီပင်လင်ကိုယ့်အတွက်တာဝန်ဖြစ်နေတယ်ဆိုတာလေးကိုကြည်ကြဲပြတ်ပြတ်နားလည်စေချင်တာဘုန်းကြီးတို့ကကိုမစင်းရအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်လုပ်လို့လည်းရတယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးလည်းရှိတယ်လုပ်လို့လည်းရတယ်အဲ့ဒါကိုမဖြစ်မနေငါဟာလုပ်ပေးရမယ်လို့ခံယူထားလိုက်ရင်ဩငါရဲ့အခွင့်အရေးဒီပင်လင်ငါရဲ့တာဝန်ဖြစ်နေပါလားအဲ့ဒီတာဝန်ကိုဘာလုပ်ရမလို့ထမ်းဆောင်ရမယ်ဟုတ်တယ်မို့လားအဲ့ဒီတာဝန်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကဓမ္မရပါဠိတော်မှာပကိဏကဝတ်ထဲမှာလာတဲ့ဂါထာလေးနှစ်ပုဒ်ကိုပြောခြင်းယံကြီးကိစ္စံပဝိဋ္ဌံအကိစ္စံပနာကိရတိဩနလာနပမတ္တာနတေတံဝဋ္ဌန္တိအတဝါလောကမှာတဲ့တချို့လူတွေဟာဘာမှတန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်နေကြတယ်တကယ်တန်ဖိုးရှိတဲ့အလုပ်ကိုကြတော့မလုပ်ဘူးပြောထားတဲ့စကားလေးကတော့ထိထိရောက်ရောက်လေးပါပဲအလုံးမဟုတ်တာတွေကိုလုပ်နေတယ်အလုံးဟုတ်တာကိုကြတော့မလုပ်ဘူးယံကြီးကိစ္စံအပဝိဋ္ဌာအကိစ္စံပဏ္ဏကိရတိလုံးတဲ့အလုပ်ကိုတော့ပြစ်ထားလိုက်တယ်
မလုံးသိတဲ့အလုပ်ကိုကြတော့လုံနေတယ်အဲ့လိုသတ္တဝါတွေဟာတဲ့အုံနလာနံပမတ္တနံကျူရိုးလေးတွေလိုထောင်နဲ့မြင့်မောက်တဲ့စိတ်ရှိနေတယ်သူသူဘဝသူတွေးပြီးတော့ဟုတ်တယ်လို့ထင်ပြီးတော့ဘလို့ဖြစ်နေတော့စိတ်ကမောက်နေတယ်မာနေတယ်ပေါ့အုံနလာနံပမတ္တနံကိုအတွေးလေးနဲ့ကိုဟာကိုဟုတ်နေတာပေါ့မေးလျော့တဲ့အနေအထားနဲ့မောက်မာတဲ့စိတ်ထားနဲ့ဒီလိုမျိုးဖြစ်နေတဲ့သတ္တဝါတွေဟာအာသောတရားတွေတိုးလာဖို့ပဲရှိတယ်အာသောတရားဆိုတာကဘဝဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကာမတဝဘဝတဝဒိဋ္ဌတဝဝိဇ္ဇာတဝလူငယ်တွေအနေနဲ့ဒီစကလုံးတွေကိုတို့နဲ့အလှမ်းဝေးတယ်လို့ဘုန်းကြီးကမထင်စေခြင်းဘူးဘဝရဲ့ပုံမှာမမောတယ်ကာမရဲ့ပုံမှာမမောတယ်ဒီလောဘဓာတ်ဟာရေလိုစီးဆင်းနေတယ်စိတ်နှလုံးမှာဟုတ်လားထင်ရှားဖြစ်နေတဲ့ယုံ nant ကိုပုဂ္ဂိုလ်တ attva လို့ထင်တဲ့ဒိဋ္ဌတဝယိုစီးနေတယ်စင်ဆက်မပြတ်ဖြစ်ပေါ်နေတယ်သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာတဝဖြစ်ပေါ်နေတယ်မကောင်းတဲ့အကြောင်းတရားလို့ဒီလိုလေးနားလည်ရမယ်မကောင်းတဲ့အကြောင်းတရားဟာဘာကိုပဲဖြစ်စေမှလဲလို့မေးရင်မကောင်းတဲ့အကျိုးရလဒ်ကိုပဲဖြစ်စေလိမ့်မယ်အဲ့ဒါမြတ်စွာဘုရားကဒီမှာယင်ကြီးကိစ္စံပဝိထံအကိစ္စံပါဏကိရတိလုံးသိတဲ့ကိစ္စကိုကြတော့ပြစ်ထားတယ်မလုံးသိတဲ့ကိစ္စကိုကြတော့အကျိုးမှန်တဲ့ဆောင်ရွက်နေဒီလိုလူတွေဟာမြင့်မောက်သောစိတ်ရှိပြီးတော့မိမိရော့နေတဲ့အတွက်ကြောင့်အသောတရားတွေတိုးလာဖို့ပဲရှိတယ်ဒုက္ခတွေပဲများလာလိမ့်မယ်လို့ပြောတာဟုတ်လားရေသင်္စာသုတ္တမရတ္တနိစ္စံကာယကတတတိအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာအာယုံစိုက်တဲ့အလုပ်နော်အလွန်မှတန်ဖိုးရှိတဲ့ဉာဏ်ပညာကိုနော်ရှာဖွေရင်ဉာဏ်ပညာကိုကြီးထွားအောင်လုပ်နေတဲ့အလုပ်အဲ့ဒီအလုပ်ကိုကြတော့အလွန်မှထက်သန်တဲ့လုံလဝရိယနဲ့မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်သူဟာကြိုးစားအထုတ်တယ်ဟုတ်လားအကိစ္စံဒေနသေဝန္တိကိစ္စံတာတိစ္စကာရိနောမလုံးသိတဲ့ကိစ္စကို तू မမိဝဲဘူးလုံးသိတဲ့ကိစ္စကိုဆွဲဆွဲမြဲမြဲလုပ်တယ်အလုပ်ဆိုတဲ့တာဝန်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကအဲ့ဒီဂါထာလေးကိုနော်စိတ်ထဲမှာပြောခြင်းစိတ်ပေါက်လို့နည်းနည်းလေးအသေးစိတ်ကလေးပြောကြည့်နေတာဟုတ်လားဉာဏ်ရှိတဲ့လူဟာလုံးသိတဲ့အလုပ်ကိုဆွဲဆွဲမြဲမြဲလုပ်တယ်မလုံးသိတဲ့အလုပ်ကိုမမိဝဲဘူးလုံးသိတဲ့အလုပ်ကဘယ်လုပ်တော့စစ်မှန်တဲ့ချမ်းသာကိုမျှော်ကိုးထားတယ်ဒုက္ခငြိမ်းရေးကိုတကယ်ကိုမျှော်လင့်တောင့်တထားတယ်ဆိုရင်တော့ကိုယ့်ဘဝအကြောင်းကိုနားလည်အောင်လုပ်တဲ့အလုပ်ဟာအလုပ်သင်ဆုံးအလုပ်ဒီနေရာမှာဘယ်လုပ်ဟာလုပ်သင့်တယ်ဘယ်လုပ်ဟာမလုပ်သင့်ဘူးဆိုတာကြတော့စကားတွေအများကြီးပြောမှဘုန်းကြီးတို့နားလည်နိုင်မယ်နော်ကိုကဘာရကျင်တာတော့ဒီမေးခွန်းကိုဘုန်းကြီးတို့အရင်မေးပြီးတော့ဒီအဖြေအရင်ရအောင်လုပ်ပြီးမှဘယ်အလုပ်ကလုပ်သင့်တယ်ဘယ်အလုပ်ကမလုပ်သင့်ဘူးလို့ဒါလောကီလိုအပေါ်ယံဝေဖန်မယ်ဆိုရင်အဲ့ဒီအချက်ကလေးတွေကထည့်သွင်းပြီးတော့ပြောမှသာလေအဓိပ္ပာယ်ရှိမယ်ပေါ့ဟုတ်လားကိုကပိုက်ဆံရှာနေတဲ့အခါမှာအဆန်ရစီတဲ့အလုပ်ကအဲ့ဒီအချိန်မှာကိုလိုရမယ့်အလုပ်ပေါ့ဒါပေမဲ့ပိုက်ဆံကြီးရှာနေလို့ကလည်းဘဝကပြီးသေးတာမဟုတ်ကျန်တဲ့လိုအပ်ချက်တွေကလည်းမရှိဘူးလားဒါလည်းဘုန်းကြီးတို့မြင်ဖို့လိုတယ်နော်ပိုက်ဆံမရှာရဘူးလို့ပြောတာမဟုတ်ဘူးပိုက်ဆံမရှာလို့ပဲဖြစ်မှာတော့ဒါပေမဲ့ဘုန်းကြီးတို့ရဲ့ဘဝဘုန်းကြီးတို့ရဲ့ခန္ဓာကနော်စားဝတ်နေရေးကျန်းမာရေးလူမှုဆက်ဆံရေးဒီလောက်ပဲလိုအပ်တာလားဆိုတော့မဟုတ်ဘူးအခက်အခဲအကျက်တဲနဲ့တွေ့လာတဲ့အခါမှာပညာလိုအပ်ချက်ဟာအကြီးကြီးဖြစ်လာလိမ့်မယ်နော်ဥပမာနေမကောင်းထိုင်မသာဖြစ်ကြည့်နော်စောတော်ကဘုန်းကြီးတွေကိုခန့်ငယ်ငယ်ဒကမာလေးတယောက်ရောက်လာတယ်ယောဂအကြီးကျယ်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာစိတ်ချမ်းသာဖို့လမ်းဘေးဆေးဆိုင်မှာငါ့ဖို့စိတ်ချမ်းသာတဲ့အဆေးလေးပေးပါလို့ဝယ်စားလို့ရမလားမရပါဘူးအဲ့လိုဆေးပေါ်တယ်လို့ကြားဘူးသလားကြားပါဘူးဘဝဖြစ်နိုင်ကြီးအများကြီးရှိတာနော်အဲ့ဒါသူကဘုန်းကြီးကိုဗာပြောတော့ဆိုတော့တပည့်တော်ကဝတ်ကြွေးတွေမကြည်သေးဘူးလားတဲ့ဟဲ့ဘဝရဲ့ဒီဆိုးဝါးတဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာဝတ်ကြွေးကြောင်ကြီးပဲလို့ထင်ရင်မမှန်ဘူးလို့ရှေးအတိတ်ကကိုမကောင်းခဲ့လို့ဒီမှာလာပြီးတော့ဒုက္ခဖြစ်တဲ့အပိုင်းလေးတွေလည်းမရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့ဆင်းရဲဒုက္ခဖြစ်တိုင်းအဆင်မပြေမှုဖြစ်တိုင်းငါရှေးတုန်းကမကောင်းခဲ့လို့ကြီးလားလို့တွေးမယ်ဆိုရင်တော့အဲ့ဒါအလွန်ကိုလွဲလိမ့်မယ်မှားလိမ့်မယ်ဘဝဆိုတာကိုကမကောင်းတာတွေအကုန်လုံးဖြစ်နိုင်ကြီးရှိနေတာဆိုကြပါစို့ယောဂဖြစ်တယ်ဆိုတဲ့နေရာမှာတော့မြတ်စွာဘုရားကအတိတ်ကကြောင့်ယောဂဖြစ်တာရှိတယ်လို့ဒီဘဝကိုနေတာထိုင်တာအသုံးချလို့ဟုတ်လား
ကိုယ့်ရဲ့မှားယွင်းမှုတွေကြောင့်ယောဂါတွေဖြစ်တာတွေကိုမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့တော့နားလည်စေချင်တာကဘဝဆိုတာကိုကဆင်းရဲတာတွေမဟုတ်တာတွေဒုက္ခဖြစ်တာတွေအကုန်လုံးဖြစ်နိုင်ခြေကရှိနေပြီသားဖြစ်ချင်းဖြစ်မှာပဲသဘောပေါက်လားအဲ့ဒါကိုမျှော်လင့်ထားမယ်။ကိုင်နောက်ဆုံးဘုန်းကြီးတို့စဉ်းစားကြည့်ကျမကြီးပြက်ပြီးတော့နောက်ဆုံးသေရပြီဆိုတော့ကိုင်သေရတာကိုရှေးတုန်းကသူများကိုတတ်ခတ်လို့ကြီးသေရတာလို့ပြောမလားသေတတ်တဲ့ဘဝမို့သေတာပေါ့သဘောပေါက်လားဘုန်းကြီးပြောတာကိုအဲ့တော့ဒီနေရာမှာပြောနေတာကဘဝရဲ့လိုအပ်ချက်တွေဟာအများကြီးအသိဉာဏ်လိုအပ်ချက်ဟာအခက်အခဲတွေ့လာတဲ့အချိန်မှာကြီးကြီးမားမားဘုန်းကြီးတို့ကိုတောင်းဆိုလာလိမ့်မယ်နော်ပိုက်ဆံတွေဘယ်လောက်ရှာထားခေပညာတွေဘယ်လောက်တက်အောင်သင်ထားဘာကြီးဘလို့ဖြစ်အောင်ပဲတိဆောက်တာပျက်စီးအံ့ဇဲလူတယောက်ရဲ့ဘဝကိုစဉ်းစားကြည့်လိုက်အဲ့ဒီချိန်မှာ तू ဉာဏ်ရှိရင်သက်တာမယ်ဉာဏ်မရှိရင် तू မသက်တာဘေးကဘယ်ရာနဲ့မှသူ့ကိုကုစားလို့မရအောင်အဆင်ပြေအောင်လုပ်လို့လည်းမရအောင်ဒီအခက်ခဲကြီးကိုဘုန်းကြီးတို့ဘာလို့အောင်လို့ဖြေရှင်းရမှာနော်ဒါကြောင့်ဘယ်လို့ဟာလှုပ်တဲ့အလုပ်လဲဘယ်လို့ဟာမလှုပ်တဲ့အလုပ်လဲဆိုတဲ့ဥစ္စာပြောဖို့ကအလွန်မှကျေပြန့်တဲ့အဓိပ္ပာယ်ရှိနေတယ်ဟုတ်လားအဲ့တော့လှုပ်တဲ့အလုပ်မလှုပ်တဲ့အလုပ်လို့ဒီမှာမြတ်စွာဘုရားဟောထားတာလေးကိုဘုန်းကြီးကစိတ်ဝင်စားလို့မလှုပ်တဲ့အလုပ်ကိုလှုပ်တယ်လှုပ်တဲ့အလုပ်ကိုပြစ်ထားတယ်ဒီလိုလူတွေဟာမေ့လျော့နေတဲ့အတွက်ကြောင့်မောက်ကြွားတဲ့စိတ်ထားတွေနဲ့အာသောတရားတွေပဲတိုးပြီးတော့ဆင်းရဲတွေပဲများတယ်ပထမဂါထာလေးရဲ့အဓိပ္ပာယ်ကဉာဏ်ရှိတဲ့လူတွေကြတော့မလှုပ်တဲ့အလုပ်ကိုမမှီဝဲဘူးလှုပ်တဲ့အလုပ်ကိုဆွဆွမြဲမြဲလုပ်တယ်အထူးသဖြင့်ကိုယ့်ဘဝရဲ့အကြောင်းကိုအမှန်ကန်သိအောင်လုပ်တဲ့အလုပ်ကိုလုပ်တယ်နိစ္စံကာယကတာတတိလို့သုံးတယ်နော်ကာယကတာတတိဆိုတာနော်ရုပ်အရှုဝေနာအရှုဝေဟုတ်လားဒီယူပကာယနာမကာယဒီအရှုဝေကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အတွက်ကြောင့်တတနံတမ္မဇာနန္ဒအဋ္ဌံကိသန္တိအာတဝတတိရှိတဲ့တမ္မဇင်ဆိုတဲ့အတိရှိတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲကြောင်းတရားအာသောတရားတွေကုန်သွားလိမ့်မယ်ဒုက္ခတွေတဖြည်းဖြည်းနဲ့ကုန်သွားလိမ့်မယ်လို့ပြောတာဘာလို့ဒီဂါထာလေးကိုမြတ်စွာဘုရားဟောတာတော့နော်ဗတ္တိယမြို့မှာနော်ယဟန်တော်တွေကဘာလုပ်နေကြတာတော့ဆိုတော့သူတို့စီးတဲ့ဖနက်ကိုအလှပြင်နေတာနော်ရှိရနော်မြတ်စွာဘုရားလက်ထက်ကလည်းဟုတ်လားဖနက်လေးကိုဘာတော့လှတဲ့လှအောင်လုပ်နေတာဒါယဟန်တစ်ပါးအနေနဲ့ဘလို့မှမသိတော့တဲ့ကိစ္စပေါ့နော်အဲ့ဒါမြတ်စွာဘုရားသိတဲ့အခါကျတော့ကဲ့ရဲ့ရှုံချပြီးတော့ဒီဂါထာလေးကိုဟောတာတော်သေးတယ်အဲ့ဒီယဟန်တွေသောတာပန်ဖြစ်တယ်လို့ဆိုတယ်ဒီဂါထာရဲ့အဆုံးမှာဟုတ်လားတော့ဒီဟောရခြင်းရဲ့အကြောင်းနေတဲ့ဝတ္ထုလေးနဲ့ဟောထားတဲ့ဒေသနာလေးကိုဘုန်းကြီးတို့ဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဟာအပိုအလုပ်တွေကိုအလွန်လုပ်ကြတာပဲအဲ့ဒီအပိုအလုပ်တွေလုပ်နေသေးသမျှဘုန်းကြီးတို့ဟာဆင်းရဲဒုက္ခငြိမ်းဖို့မမျှော်လင့်နိုင်ဒီသဘောလေးကိုလည်းပဲဘုန်းကြီးတို့နားလည်လို့ရရနော်ဟုတ်တယ်မဟုတ်လားကိုလုပ်နေတဲ့အလုပ်တွေထဲမှာဘယ်အလုပ်ကလိုအပ်တယ်ဘယ်အလုပ်ကတော့မလိုအပ်ဘူးကိုယ့်ကိုခွဲခြမ်းပြီးတော့နားလည်ဖို့လိုမယ်နော်ဘယ်အလုပ်ကတော့အဓိကလိုအပ်တယ်ဆိုတဲ့နေရာမှာတော့ဘယ်အလုပ်ကဘယ်အလုပ်ထက်ပိုပြီးတော့လိုအပ်သေးတယ်ဆိုတာကိုလည်းဘုန်းကြီးတို့ဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာပြီးတော့နားလည်ရမယ်ဒါဘာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကပြောနေတာဆိုတော့တာဝန်အလုပ်ဟုတ်လားစောစောကတော့ဒီအခွင့်အရေးဒီပင်လည်းတာဝန်ဖြစ်တယ်လို့ဘုန်းကြီးတို့ပြောခဲ့တယ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့အသေးစိတ်ကလေးစဉ်းစားမိဖို့ဆင်ခြင်မိဖို့လှုပ်တဲ့အလုပ်ကိုငါထိထိရောက်ရောက်လုပ်မှဒုက္ခငြိမ်းမှာပါလားဆိုပြီးတော့အလုပ်နဲ့ပတ်သက်ပြီးတော့တန်ဖိုးရှိတဲ့အလုပ်စီကိုကိုယ့်ရဲ့ဉာဏ်ဟာချင်းကပ်ပြီးတော့အဲ့ဒါကိုပုံဖော်နိုင်ဖို့ဘုန်းကြီးကဒီဂါထာလေးကိုပြောပြတာနော်တကယ်ပြောရင်တဲ့စကားလုံးကမများဘူးဘုန်းကြီးတို့တွေဟာကိုဆင်းရဲနေတဲ့နေအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးကြီးရှိတယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးကြီးရှိတယ်အဲ့ဒီအခွင့်အရေးကြီးနှစ်ရက်ဒီပင်လေဘုန်းကြီးတို့အတွက်တာဝန်ဖြစ်တယ်အဲ့ဒါကိုပြောချင်တာနော်အဲ့ဒီတာဝန်ကိုဘုန်းကြီးတို့ကြည်ပြောင်မထမ်းဆောင်မှုဆိုရင်တကယ်ဆင်းရဲရမယ့်လူဟာကိုပဲချမ်းသာနဲ့ဝေးရမယ့်လူဟာကိုပဲအခွင့်အရေးကိုမလုပ်ရမှာတော့အသုံးချနော်အခွင့်အရေးကိုမသုံးချလို့ရှိရင်နောင်တဖြင့်စိုးရင်ရလိမ့်မယ်ပူလောင်ရလိမ့်မယ်ဆိုတဲ့စကားလုံးလေးကိုမြတ်စွာဘုရားနေရာအသီးသီးမှာထည့်ပြီးတော့ဟောတာရှိတယ်ခနောမှာဥပိ္ပဇကခဏတိတာဟိသောစန္တိနိဒယံမိသမပိတာဒီစကားလုံးလေးတွေနားထဲမှာယဉ်နှီးတဲ့ခနောမှာဥပိ္ပဇက
နော်အခွင့်အရေးကိုမကြော်လွန်စေနဲ့ဖြုံးမပြစ်ကြနဲ့အခွင့်အရေးကိုမဆုံးရှုံးစေနဲ့အကယ်၍အခွင့်အရေးကိုကြော်လွန်စေမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာကြာမြင့်စွာသောကာလပတ်လုံးစိုးရင်ရလိမ့်မယ်ခဏတီတာဟိသောစန္တိအခွင့်အရေးကိုကုံလွန်စေတဲ့သူဟာဘာလို့ရမှာစိုးရင်ရတတ်တယ်အခက်မသိလို့ရှိရင်ငရဲရောက်သည့်အထိစိုးရင်ရတတ်တယ်ပူလောင်ရတတ်တယ်နိရိယံမိသမပ္ပိတာနော်ဒီနေရာမှာရထားတဲ့အခွင့်အရေးကိုအခွင့်အရေးမှမသိလို့အသုံးမချမိလို့နောင်တနဲ့ပူလောင်ပြီးတော့နော်စင်သေးရဲ့သေသွားရတဲ့နော်ဇလံလေးတစ်ပုဒ်ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်တွေခန့်ငယ်ငယ်ဘဝတည်းကစပြီးတော့ဂျာဘူးနာဝအလွန်များတဲ့ဇလံလေးတစ်ပုဒ်ဘယ်ဇလံလေးများဖြစ်မယ်ထင်လဲဟုတ်တယ်ဂရေ80လဲဟုတ်တယ်ဂရေ80လဲအဲ့ဒီတိုင်းပဲဟုတ်တယ်နော်အာစရိတဝဗြဟ္မစရိယံအလတ္တရွပနေတဲ့နာဇိဏကွန်ဇာဝဇာယန္တိခိနာမေဇေဝပန်လေလေဒါဂရေ80တထေသားကိုဟောတဲ့ဒေသနာနော်ငယ်ငယ်တုန်းကအရွယ်ရှိတုန်းကစီးပွားရေးလည်းမရှားခဲ့ဘူးတရားလည်းမရှားခဲ့ဘူးဒါဆိုလို့ရှိရင်ကြီးလာတဲ့အခါမှာငါးကုံနေတဲ့ရေအိမ်မှာအတောင်ကျိုးနေတဲ့ဂျိုးကြအိုကြီးမှိုင်တယ်လို့မှိုင်ရလိမ့်မယ်ဒါလည်းပဲအခွင့်အရေးကိုအသုံးချလို့ဒုက္ခရောက်ရတဲ့အကြောင်းဒါပေမဲ့ဘုန်းကြီးပြောခြင်းနဲ့ဘုန်းကြီးရည်ရွယ်တဲ့ဇလံကဂရေ80တထေသားမဟုတ်ဘူးတိရိဝါဇတ်ကိုရည်ရွယ်တာတိရိဝါဇတ်ဆိုလို့လူငယ်တွေကသိမှာမဟုတ်ဘူးရွဲကုံတယ်ကိုပြောတာဟုတ်လားရွဲကုံတယ်ကိုပြောတာနော်ရွဲကုံတဲ့ဇတ်တော်ကိုများသောအားဖြင့်ကျုပ်တို့ကလေးတုန်းကနားလည်ထားတာကမယိုးသားတဲ့လူဒုက္ခရောက်တာပဲယိုးသားတဲ့လူရတာပဲလို့ကျုပ်တို့ကအဲ့လိုနားလည်ထားတာအမှန်ကမြတ်စွာဘုရားယိုးသားမှုကိုဂုဏ်တင်ခြင်းလို့ဒီဇတ်တော်ကိုဟောထားတာမဟုတ်ဘူးမြတ်စွာဘုရားဒီဇတ်တော်ကိုဟောထားတဲ့ရည်ရွယ်ချက်ကနော်ကိုယ်လက်ထဲရောက်နေတဲ့အခွင့်အရေးကိုနော်ကြီးတွေများပြီးတော့အတွေးတွေမှားပြီးတော့နော်လွဲချော်စေတဲ့သူဟာနောင်တနဲ့ပူလောင်ပြီးတော့သိရလိမ့်မယ်အခွင့်အရေးကိုရတဲ့အခါမှာမိမိရယူရမယ်အခွင့်အရေးရတဲ့အခါမှာတန်ရာတန်ကြီးမပေးခြင်းပဲနဲ့နော်အလကားရခြင်းတဲ့စိတ်လကားရခြင်းတဲ့စိတ်ဆိုတာကမယိုးသားတဲ့ရှုတော်ကကြည့်မယ်ဆိုရင်လည်းမယိုးသားဘူးလို့ပြောလို့ရတယ်လို့နော်ပြင်းရည်တာပါကွာလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်အခုဘုန်းကြီးတို့ရတဲ့ရလိုက်တဲ့တန်မိုးရှိတဲ့အရာကိုမရသေးတာဟာမယိုးသားလို့ကြီးမရနေတာမဟုတ်ဘူးပေးတဲ့ပေးလိုက်တဲ့နော်ကိုယ့်ဘက်ကပေးရမယ့်အရာကိုပြည့်မီအောင်မပေးနိုင်လို့မရတဲ့အပိုင်းကပို့ပြီးတော့များတယ်အဲ့ဒီဇက်တော်လေးကိုဒါဘုန်းကြီးအသေးစိတ်ပြောဖို့အစီအစဉ်မရှိပါဘူးလူတိုင်းသိပြီးသားတသိန်းတန်ရွှေခွက်ကြီးနော်သူရင်တွေ့တာနော်အဲ့ဒီသေရီဝရွဲကုန်တယ်သူရင်တွေ့တာနော်နော်ဟိုကပိုင်ရှင်ကအဲ့ဒါကိုရွှေခွက်မှန်းသိရလားမသိဘူးနည်းနည်းလေးပေးပါလို့ပဲတောင်းတယ်အများကြီးတောင်းမတောင်းဘူးအဲ့ဒါသူအကလေးနဲ့ချစ်ကြည့်လိုက်တော့ရွှေခွက်မှန်းသိတကယ်ဆိုရင်နည်းနည်းလေးတောင်းတာနည်းနည်းလေးပေးလိုက်ရင်ရသွားပြီပြီးသွားပြီဘာမှရှုပ်ထွေးစရာအကြောင်းမရှိဘူးဒါပေမဲ့ तू ကနည်းနည်းလေးကိုမပေးခြင်းဘူး तू စိတ်ထဲမှာ तू ကရွေးလေးတကုံးလောက်ပဲပေးခြင်းတကယ်ကိုတန်ရာတန်ကြီးတဲ့အများကြီးညှော့နေပြီးတော့ပေးခြင်းမယိုးသားတဲ့စိတ်ကိုအခြေခံတာလည်းဟုတ်တယ်တန်ရာတန်ကြီးမပေးလို့တဲ့သူ့ရဲ့ဆိုးဝါးတဲ့စိတ်ကပဲသူ့ကိုဒုက္ခတွေနဲ့ပို့လိုက်အဲ့တော့ तू ဘာလုပ်တော့ဒီရွှေခွက်ကို तू တွက်ချက်ပြီးသားငါဟိုဘက်လမ်းကလေးကိုသွားလိုက်မယ်ပြန်လာလို့ရှိရင်ရွေးလေးတကုံးပေးလိုက်မယ်နောက်ထပ်10မိနစ်15မိနစ်နေရင်ဒီရွှေခွက်ကိုငါပိုင်ပြီလို့သူ့အတွေးထဲမှာလုံးဝအဆင်ပြေနေတယ်ဟုတ်တယ်မဟုတ်လားအဆင်ပြေရင်တော့အဆင်မပြေဘူးဆိုရင် तू တခါလေးယူတော့မှာပေါ့သူ့စိတ်ထဲမှာအဆင်ပြေနေတယ်ဟုတ်တယ်မဟုတ်လားဟိုဘက်လမ်းလေးကိုသွားလိုက်မယ်နည်းနည်းလေးဈေးတယ်တို့ရဲ့အထာနဲ့မူလိုက်တဲ့သဘောပေါ့နော်ပြန်လာရင်ရမှာဒီဥစ္စာကိုဒါပေမဲ့နော်အခြေအနေရရဟာကိုထင်တယ်လို့ဖြစ်မလာတတ်ဘူးဒါလည်းပဲလောကရဲ့သဘာဝပဲနော်သူဟိုဘက်လမ်းသွားနေတော့မစုရောက်လာဖះအလောင်းရွက်ကုန်တယ်ရောက်လာတဲ့လူကတန်ရာတန်ကြီးပေးခြင်းတဲ့လူဖြစ်တယ်ဒါရွှေကွယ်မှန်းသိတယ်သိတော့ယူယူသားသားပဲပြောလိုက်တယ်ငါမှဒါနဲ့ထိုက်တန်တဲ့ပစ္စည်းမပါဘူးအဲ့တော့ဟိုကပိုင်ရှင်ကဘာပြောတယ်ထင်တော့ဒါမောင်ရဲ့ဘုံကံကြောင့်ရွှေခွက်ကြီးဖြစ်သွားတာနေမှာတဲ့
စောစောကလူကပဲဝက်တောင်မတန်ဘူးလို့ပြောခဲ့တာကိုဟုတ်လားဒါမောင်ဘုံကံကြောင့်ရှုကကြီးဖြစ်သွားတာဖြစ်မယ်အဲ့တော့မင်းပေးခြင်းတော့တာပေးခဲ့တော့အဲ့တော့ဟိုကမြစ်ကိုကူးဖို့အတွက်ကတို့ကရှေ့တဲ့ဗျာဒါလေးပဲယူတယ်နော်အကုန်လုံးရွယ်တထန်းလုံးအကုန်ပေးထားခဲ့တယ်ပေးထားခဲ့ပြီးတော့မြန်ပဲသူမြစ်စိတ်ကိုဆင်းတယ်ဒီတန်ဖိုးရှိတဲ့ပစ္စည်းနဲ့သူမြန်ထွက်ခွာမှရမယ်အဲ့ဒါနဲ့သူမြန်သွားတယ်ဟိုမှာစိတ်ကူးတွေနဲ့နော်တော်တော်ကြီးကိုစိတ်ကူးကယဉ်နေပြီဟုတ်လားနော်ဒီရွှေခွက်ကိုရောင်းချပြီးတော့တိုက်တွေပါတွေဆောက်ကောင်းဆောက်နေမယ်စိတ်ကူးထဲမှာဟုတ်လားနော်ရောက်လာပြီရှိသေးသလားရွှေခွက်ကမရှိတော့ဘူးမရှိတော့ဘူးဆိုတော့စိတ်ကဘယ်လိုခံစားရမှာတော့အလွန်ပူလောင်တာပေါ့နော်ပူလောင်ပြီဆိုတဲ့အခါကျတော့သူ့ရဲ့တုံ့ပြန်မှုတွေကဘာမှအစီအစဉ်တကျမရှိတော့ဘူးနော်သူယူသွေးတန်းနဲ့အဲ့ဒီရွယ်တန်းကြီးကိုအကုန်လုံးပြစ်ချပစ်လိုက်တယ်သူဘာပဲယူလဲဆိုတော့အဲ့ဒီတဲကလက်နှက်ကိုသူယူတယ်လိုက်မယ်ဟိုလူကြီးကနော်အကျန်းနီးနဲ့အဓမ္မနီးနဲ့မရရအောင်ယူမယ်နော်ဇလန်းကတော်တော်နာသွားပြီနော်စာတုံးကလွယ်လေးတုံးကသူလုတ်သလားအခုသူဘလို့မှမဖြစ်နိုင်တော့မှခက်ရခက်စစ်ပုံဖော်မှာနော်ရအောင်လုပ်မှာနော်ဒီဇလန်းကကျွတ်တို့နဲ့အလွန်ကိုတူတာနော်အလွန်ကိုတူတာဘလို့တူလို့တူနေမှမသိဘူးလို့ဘုန်းကြီးကခံစားရတယ်နော်အဲ့ဒါဟိုတုန်းကခက်ငယ်ကဒီဇလန်းလေးကိုဘုန်းကရွဲကုန်တဲ့မိုက်သူများဆိုတဲ့ခေါင်းစဉ်လေးနဲ့တရားလေးဟောထားတာလည်းရှိတယ်စာအုပ်လေးထုတ်ထားတာလည်းရှိတယ်ဟုတ်လားရွဲကုန်တဲ့မိုက်သူများဆိုတာဘာလို့ပြောတာလဲဆိုတော့ကိုပြောတာနော်ရွဲကုန်တဲ့ကလွဲတာကတသိန်းတန်ရွှေခွက်တန်ဖိုးသတ်မှတ်လို့ရတယ်နော်ဘုန်းကြီးတို့မူလီကြီးလုံနေလို့လွဲမဲ့ညံဖုန်ညံဆိုတာကတန်ဖိုးဖြတ်လို့မရဘယ်အချိန်မှာကျွတ်တို့ကရွဲကုန်တဲ့နဲ့ချွတ်ချွတ်တူမှလဲဆိုလို့ရှိရင်သေကနီးမှတူမှာအခုချိန်သိပ်မတူသေးဘူးဟုတ်လားအခုချိန်ကရွှေခွက်မှလည်းသိပ်ပြီးတော့တခါတလေမစင်သားမိဘူးမရလို့လည်းပဲဘလို့မှမနေဘူးအခုချိန်ကတော့ဘလို့တော့နေသားထိုင်သားပဲရှိသေးတယ်ဟိုပြောလို့ရှိရင်တော့ဟုတ်တယ်စိတ်ကူးရင်နေတဲ့ကဏ္ဍအခုချိန်ကရွှေခွက်မရသေးဘူးလို့ तू မသိသေးဘူးဟုတ်လားစိတ်ကူးထဲမှာဆင်ပြေးနေတာပေါ့နော်ဒီဥစ္စာလေးကိုဘုန်းကြီးကဇိမ်ပြေနေပြေစဉ်းစားစေချင်တယ်ဇိမ်ပြေနေပြေစဉ်းစားကိုယ့်ဟာကိုနော် तू ဘလို့တုံ့ပြန်တာတော့ तू ဘလို့ဖြစ်တာတော့လိုက်သွားတယ်ဟိုမှာလှေရဲ့နောက်ကျောပဲမြင်ရတော့တယ်သူရခြင်းတဲ့ရွှေကကြီးအဲ့ဒီမှာပါသွားပြီဆိုတာ तू သိတယ်နော်တီလွဲလေးပဲလွဲသွားတာနော်အဲ့ဒါကိုမရတော့ဘူးဆိုတာလည်းသိရောသူ့စိတ်ကဘလို့မှမခံစားနိုင်ဘူးအဲ့ဒီမှာနှလုံးကွဲပြီးတော့သေရတယ်အဲ့တော့ဘုန်းကြီးတို့ကသေဂာနီးအခါကာလလေးကိုနည်းနည်းလောက်တော့မှန်ကြည့်တဲ့တယ်လို့ဘုန်းကြီးကထင်တယ်အဲ့ဒီချိန်ကျရင်စိတ်ကဘာကိုရခြင်းမှာတော့နေခဲ့ရတဲ့ဘဝလေးနဲ့ပတ်သက်ပြီးတော့စိတ်ကဘလို့ဒီများစဉ်းစားမှာတော့ခဏနေရင်သေရတော့မယ့်အနေအထားလေးကိုစိတ်ကူးလေးနဲ့ရောက်ကြည့်အတိတ်မရှိနမိတ်မရှိပြောတာမဟုတ်ဘူးအဲ့ဒါကမဖြစ်မနေရောက်ကိုရောက်ရမှာနော်အဲ့ဒါကိုကကျူးပြီးတော့ရောက်ထားကြည့်လိုက်အဲ့ဒါဘုန်းကြီးတို့ကရွဲကုန်တယ်နဲ့အလွန်တူတယ်ဆိုတာကိုဉာဏ်ရှိရင်ရှိသလောက်ခံစားမိလိမ့်မယ်ဆုံးရှုံးခဲ့ပြီလုံနိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေအကုန်လုံးဆုံးရှုံးခဲ့ပြီဘာမှလုပ်လို့မရတော့ဘူးအဲ့ဒီချိန်မှာဘာမှလုပ်လို့မရတော့ဘူးပြင်ချိန်စင်ချိန်ရောရှိသလားမရှိဘူးမြစ်ထဲကဟိုဖះလောင်းရဲ့ကြောကုန်းကိုပဲလှမ်းပြီးတော့မြင်လဲရတော့တဲ့အနေအထားမျိုးလေးစိတ်ကူးထဲမှာမြင်ကြည့်လိုက်နော်မြင်တော့မြင်လဲရသေးတယ်ဒါပေမဲ့ဘာလဲဒီမြင်ရခြင်းကငါမရတော့ဘူးဆိုတာသေချာသွားစေတဲ့မြင်ခြင်းပဲဟုတ်လားဒါသေဂာနီးအခြေအနေလေးကိုကိုစဉ်းစားနော်ဒါကြောင့်အခွင့်အရေးရှိနေတော့မှဒါကိုဘုန်းကြီးတို့ကတန်ရာတန်ကြီးလေးပေးမယ်ဆိုတဲ့စိတ်ကလေးမွေးဖို့နော်တန်ရာတန်ကြီးလေးပေးမယ်ဆိုတဲ့စိတ်ကလေးမွေးဖို့ကိုရခြင်းနဲ့အသိဉာဏ်ကိုရဖို့ဆိုလို့ရှိရင်ဘာမှမပေးဘဲနဲ့တော့ဘုန်းကြီးတို့ဘာမှမရနိုင်ဘူးအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဇတ်တော်လေးကိုဟောပြီးတဲ့အခါမှာဂါထာလေးတစ်ပုဒ်ဟောတယ်ဣရစေနံဝိရာရေတိတတ္တမတ္တနိရမတံရှိရန်တော်အနုတ္တပေတိတိရိဝါယံဝဝဏိဇောဒီဇတ်တော်မှာပြောထားတဲ့အကြောင်းအရာက
ပုထုဇဉ်တတဝါတွေအတွက်ပေးစရာအကောင်းဆုံးဥပမာဖြစ်နေနော်ဣဒစေနံဝိဓာရေတိတတ္တမတ္တနိယမတံဒီမြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့တွေ့တဲ့အခါမှာလှော်ကားလှေငယ်လေးနဲ့တူတဲ့သောတပတ္တိမဉ္ဇဉ်အဲ့ဒီမှာနိယမတံသေချာတယ်ဆိုတဲ့အနေအထားလေးကိုရည်ရွယ်တာအဓိပ္ပာယ်ကဘာကိုပြောတာတုံးဆိုတော့သောတပန်ဖြစ်တဲ့အနေအထားကိုပြောတာသောတပန်ဖြစ်ပြီဆိုလို့ရှိရင်ဒီလူကသေချာတယ်ဘာသေချာတာတုံးအထက်မဲ့၃ပါးလျင်သေချာပေါက်ရမယ်ဒုက္ခသေချာပေါက်ငြိမ်းရမယ်အဲ့ဒါသူ့ရဲ့သေချာမှုပဲနော်အဝိနိပါဒဓမ္မဖယိုဖယဲပြိုကွဲကြတယ်ဆိုတာဘယ်တော့မှမရှိဘူးအဲ့ဒီသေချာမှုကိုဒီသာသနာနဲ့တွေ့တဲ့အခါမှာဒီလူသားဟာအရမယူနိုင်ဘူးဆိုရင်နော်ဘာဖြစ်မလို့တိရိဝရွဲကုန်တယ်လို့အကြာကြီးပူလောင်ရလိမ့်မယ်တဲ့အဲ့ဒီဂါထာလေးရဲ့အဓိပ္ပာယ်အဲ့တော့ဒီဂါထာကဘယ်သူကိုရည်ညွှန်းနေတာလဲဆိုတာအလုံးမထင်ရှားရနော်တရားသူတရားမရဖို့အတွက်ထိုက်တဲ့အာထုတ်ခြင်းလို့ဆိုတဲ့တန်ရာတန်ကြီးကိုမပေးလိုကြတဲ့မပေးနိုင်ကြတဲ့တရားဓမ္မတို့ဖုံဖုံတို့ကိုရည်ရွယ်နေတာလို့နားလည်လို့မရဘူးလားတဲ့တယ်ပြောရနော်တချို့ကပြောကြသေးတယ်ဘုန်းကြီးကတရားဒုမြန်စောင်းဟောနေသလားမသိဘူးတဲ့နော်တဲ့တယ်ပြောတာစောင်းပြောတာမဟုတ်ဘူးနော်အကုန်လုံးကသိပ်ပြီးတော့ကြွာချလာတာမဟုတ်ဘူးဒါဘုန်းကြီးကတော့ကိုယ့်အခြေအနေကိုယ့်အကိုစဉ်းစားပြီးတော့ဩငါလည်းရွဲကုန်တယ်နဲ့တူလိုက်တာခဏခဏအဲ့လိုခံစားရလို့ရွဲကုန်တယ်တဲ့မိုက်တယ်ဆိုတာသူများကိုပြောတာမဟုတ်ပါဘူးနော်တရားသူတရားမြတ်ရဖို့အတွက်ရွရွချွန်ချွန်အမထုတ်နိုင်သေးသည်မြတ်ဒီလူတွေအကုန်လုံးဟာရွဲကုန်တယ်လို့ဖြစ်ကြမဲ့လူတွေကြီးပဲရွဲကုန်တယ်ထက်အသာပဲရှိမှာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားရကောင်းဒါကဘာကိုဘုန်းကြီးကနော်ပို့ပြီးတော့ပေါ်လွင်ထင်ရှားအောင်ပြောတာတုံးဆိုတော့အခွင့်အရေးဆိုတဲ့စကားလုံးလေးကိုအသုံးချလို့စိတ်ဖြစ်ပေါ်ဖို့အတွက်အထောက်အကူပြုမဲ့အကြောင်းအရာလေးကိုပြောပြတာအခွင့်အရေးနဲ့တာဝန်ကိုချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးဘုန်းကြီးတို့မှာရှိနေတယ်ကိုဆင်းရဲငြိမ်းအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးဘုန်းကြီးတို့မှာရှိနေတယ်အဲ့ဒီအခွင့်အရေးဒီပင်လည်းဘုန်းကြီးတို့အတွက်တာဝန်ဖြစ်နေတယ်ဒါကြောင့်ကိုဆင်းရဲအောင်ဆင်းရဲနေတဲ့နေအောင်ဘုန်းကြီးတို့ဟာလုပ်ပေးရမယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးရမယ်နီလန်းအနေနဲ့ဘုန်းကြီးတို့ဘာလို့သဘောပေါက်ထားမှာလဲဆင်းရဲနေတဲ့နေဖို့ဆိုရင်မကောင်းမှုအကုသိုလ်နေတဲ့နေအောင်ကြိုးစားရမယ်ချမ်းသာများတဲ့များဖို့ဆိုရင်ကောင်းမှုကုသိုလ်များတဲ့များအောင်ကြိုးစားရမယ်အကောင်းဆုံးကုသိုလ်ကပဲကုသိုလ်လဲတတိပဋ္ဌာန်တရားဒါလေးတွေကိုလည်းဘုန်းကြီးတို့ကအကုန်လုံးချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ကိုကျေပြန့်အောင်ပုံဖော်နိုင်ရမယ်ဟုတ်လားဒီဒေသနာလေးတွေဆက်ပြီးတော့ပြောတာလေးတွေကအလွန်လေးနက်တဲ့အတွေးအမြင်လေးတွေကိုဖြစ်ပေါ်စေတယ်လို့ဘုန်းကြီးကမြင်မိတယ်ဟုတ်လားအဲ့ဒီအတွေးအမြင်လေးတွေကပဲဘုန်းကြီးတို့ကိုကောင်းတဲ့ကောင်းအောင်တွန်းအားပေးလိုက်မယ်နော်ဒီတွန်းအားလေးကိုမျှော်ကိုပြီးတော့ဘုန်းကြီးကအခွင့်အရေးနဲ့တာဝန်ဆိုတဲ့စကားလုံးလေးနှလုံးရဲ့အကြောင်းကိုပြောပြတာဒါကြောင့်ကိုရရှိထားတဲ့အခွင့်အရေးကိုအသုံးချနိုင်တဲ့ကိုယ့်ရဲ့တာဝန်ကိုကြည်ပြောအောင်ထမ်းဆောင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း